ရှေ့ပိုင်းမှာတော့ဒေယွန်းနဲ့ယူကြောင်တို့နှစ်ယောက်သားဂုံပိုးထားတာကိုယွန်းကျူတယောက်တွေ့သွားခဲ့ပါတယ်။ယွန်းကျူကတောင်းပန်ပါတယ်နင်တို့နှစ်ယောက်ကိုနောက်ဆက်ပေးမိပြီထင်တယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ဒေယွန်းကတော့ယူကြောင်ကိုအမြန်ပဲဆင်ခါလိုက်ပါတယ်။ဒေယွန်းကမင်းတင်လိုမျိုးမဟုတ်ပါဘူး။ယူကြောင်ကလာစားရသောဝန်ထမ်းဖြစ်သွားလို့ကွန်ပျူတာအနေနဲ့ကြော်ပိုးထားတာပါလို့ရှင်းပြလိုက်ပါတယ်။ယူကြောင်ကလည်းအဲ့ဒီတိုင်းပါပဲလို့လိုက်ပြောလိုက်ပါတယ်။ယွန်းကျူတယောက်ကတော့ငါဘာမှထင်လွဲနေရမရှိပါဘူး။ဒေယွန်းကိုယုံပါတယ်လို့ပဲပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒေဝွန်းနဲ့ယူဂျူတို့ညစာစားဖို့သွားတော့မလို့လုံနေတော့မှာပဲယူဂျူကယူချောင်းကလည်းလာစားရသောဝန်ထမ်းဖြစ်တာမို့လို့သူ့ကိုလည်းတေချာလေးကွန်ပျူတာနဲ့လို့ပြောပြီးယူချောင်းကိုညစာစားဖို့ခေါ်သွားလိုက်ပါတယ်ဒေဝွန်းကတော့သူကဘယ်လိုလိုက်လို့ရမှာလဲဆိုင်ကိုဘယ်သူကြည့်မှာလဲလို့ပြောနေတော့မှာပဲဒါရှစ်ကရောက်လာခဲ့ပါတယ်အဲ့ဒါနဲ့ပဲယူဂျူကဒါရှစ်ကိုဆိုင်မှာထားခဲ့ပြီးယူချောင်းနဲ့ဒေဝွန်းကိုဈေးကြီးတဲ့စားတောက်ဆိုင်ကိုစီခေါ်သွားခဲ့ပါတယ်ယူဂျူတယောက်ကတော့ယူချောင်းကိုအောက်ကျနောက်ကျဖြစ်အောင်လို့တမင်ဈေးကြီးတဲ့ဆိုင်တွေကိုခေါ်သွားနေခဲ့တာလည်းဖြစ်ပါတယ်အဲဒီနောက်မှာတော့သူတို့၃ယောက်ညစာသူစားပြီးဝိုင်းနဲ့တောင်းနေကြပါတယ်။ညစာစားပြီးလို့ထွက်လာတဲ့အခါမှာတော့ဆိုင်အတွက်ပစ္စည်းလာပို့တဲ့သူစီကဒဲဝန်းစီပုံဆက်လာခဲ့ပါတယ်။သူကတော့ဒဲဝန်းကိုဆိုင်ကိုလာခဲ့ဖို့ပြောပေမဲ့ဒဲဝန်းကရွန်းကျူနဲ့သူရှိချင်နေတာကြောင့်ရေဦးချောင်းကိုဆိုင်ကိုသွားခိုင်းပြီးဘယ်ပစ္စည်းတွေကိုဘယ်မှာထားရမယ်ဘယ်ဟာတွေကိုတော့ပြန်ပေးရမယ်ဆိုပြီးရှင်းပြနေခဲ့ပါတယ်။ယူချောင်းကတော့ပစ္စည်းပို့တဲ့သူကကျမပြောတဲ့စကားကိုနားမထောင်ပဲရှင်ပြောမှရမှာလို့ပြောလိုက်ပါတယ်။သူတို့စကားကိုပြောနေတော့မှပဲရွန်းကျူတယောက်ကတော့စိတ်မကြည်မလင်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲကျူဆောင်ကရောက်လာခဲ့ပါတယ်။ဒေဝွန်းနဲ့ကျူဆောင်တို့နှစ်ယောက်သားခဏတာစကားပြောနေကြပါတယ်။အဲဒီနောက်မှာတော့ကျူဆောင်ကယွန်းကျူကိုအိမ်ပြန်တော့မှမဟုတ်လားငါလိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်။ယွန်းကျူကတော့ဒေဝွန်းကိုလည်းရှင်ဆိုင်မှာလုပ်နေရှိရမို့လားဒါဆိုရင်တော့ကျူဆောင်နဲ့ပဲပြန်လိုက်တော့မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတဲ့ဒုံးဟူတယောက်ကတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ယူချောင်းစီကိုလာပြီးတရင်တောက်တီကအင်တာလာပြနေကြပါတယ်။အဲဒီနောက်မှာတော့စောင်းပိုင်းမျက်နှာပုံကိုလည်းကြောပိုးထားတဲ့ပုံရိုက်ချင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒေဝွန်းတယောက်ကတော့ယူချောင်းနဲ့ကြောပိုးပြီးဓာတ်ပုံရိုက်ချင်တာကြောင့်ညင်လိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့ယွန်းကျူကဒီပုံကိုမြင်တော့ရင်ရံမဲ့စိတ်တူမှာကိုစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့မိဘတွေကတင်ရိုက်ခိုင်းတာကြောင့်ဒေဟွန်းတယောက်ဓာတ်ပုံကိုရိုက်လိုက်ရပါတယ်။ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့ဒေဟွန်းတယောက်ယွန်းကျူနဲ့ပုံပြောနေရင်းနဲ့ယူချောင်းကအခုရှင်းလဲရောက်ပြီမို့လို့အလိုလိုဖို့လို့တော့လို့ပြောလိုက်ပါတယ်။ဒေဟွန်းတယောက်ယွန်းကျူနဲ့ပုံပြောနေတာကိုချလိုက်ပြီးတဲ့နောက်မှာတော့ယူချောင်းကရှင်ကအမြင်နဲ့ဖုံးမဲ့သုံးနေတာကြောင့်နေဘက်ဒီမှာမျက်သိမ့်မရှိရလို့ပြောလိုက်ပါတယ်။ဒေဟွန်းကလည်းနင့်မှာစကားပြောစရာကောင်းလေးလည်းမရှိသလိုတငယ်ချင်းလည်းမရှိလို့အဲ့လိုပြောနိုင်ပါလို့ပြန်ပြောလိုက်ပါတယ်။ယူချောင်းကတော့ကျမမှာတော့နာမည်ကြီးအမှုပညာရှင်တကယ်ချင်းတယောက်ရှိရလို့ပြောလိုက်ပါတယ်။ဒေဝွန်းကတော့ဒါကိုမယုံတာကြောင့်ဒါဆိုလက်ချက်ချင်းပဲဖုံးဆက်ပြီးဆိုင်ကိုလာခိုင်းလိုက်လို့ပြောလိုက်ပါတယ်။ယူချောင်းကဂျီဝူကိုဖုံးဆက်ပြီးမဲ့ဖုံးမကင်တာကိုမြင်တဲ့အခါမှာဒေဝွန်းကယူချောင်းကိုလောင်နေခဲ့ပါတယ်။အဲဒီချိန်ယူချောင်းရဲ့တကယ်ချင်းဟွမ်စီကဖုံးဝင်လာခဲ့ပြီးနင်းညမဆိုပင်ကအဆိုတော်အင်တာဗျူးကိုသွားဖြစ်နေလို့ဒီနေ့ကြောင်းမလာဘူးလို့ပြောလိုက်ပါတယ်။နောက်ခန်းမှာတော့ဆိုပင်ကအင်တာဗျူးမှာတချင်းကောင်းကောင်းဆိုနိုင်ခဲ့လို့နောက်တစ်ဆင့်အတွက်ရွေးချယ်ခံလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲယူချောင်းကရောက်လာတာကြောင့်ဆိုပင်တယောက်ထွက်ပြေးနေရပါတော့တယ်။ယူချောင်းကသူ့ကိုဖမ်းမိသွားပြီးငါနင့်ကိုစားပဲအာယုံဆိုင်ဖို့ပြောထားရမို့လားဘာလို့ဒီလိုအသုံးမကျတဲ့အလုပ်တွေမှာအချိန်ဖြုံးနေရလဲဆိုပြီးဆူလိုက်ပါတယ်ဒီလိုနဲ့ဇလန်ကနောက်ကျောင်းပြန်ပြထားခဲ့ပြီးယူချောင်းတို့ရဲ့အဖေဆုံးသွားတော့အချိန်ကိုပြန်လဲရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီချိန်တုန်းကသူတို့ရဲ့အတော်ကငါနင်တို့နှစ်ယောက်လုံးကိုစောက်ရှောက်မယ်လို့ပြောပြီးခေါ်ထားခဲ့ပေမဲ့လာနေခဲ့ကြတဲ့အခါမှာသူကညင်းငွေလာပြီးယူချောင်းနဲ့ဆိုပင်းနှစ်ယောက်ကိုကြောင်းထုတ်ကအလုပ်ကိုလုပ်ပြီးပတ်စံရှာခိုင်းခဲ့ပါတယ်အဲ့ဒါကြောင့်ပဲယူချောင်းတယောက်ကတော့သူ့ရဲ့ညီမကိုခေါ်ကအိမ်ကနေဆင်းလာခဲ့ပြီးသူ့ရဲ့ညီမပညာသင်နိုင်မှုအတွက်တူကိုယ်တိုင်ကြောင်းထွက်ပြီးအလုပ်တွေလုပ်နေခဲ့ရလဲဖြစ်ပါတယ်နောက်တစ်ခါမှာတော့ဂျီဝူကယူချောင်းနဲ့တွေ့ဖို့အတွက်ဆိုင်ကိုရောက်ရှိလာခဲ့ပါတယ်။ဒေဝွန်းကလည်းအံ့ဩသွားခဲ့ပြီးယူချောင်းကလိန်တာမဟုတ်ပဲနဲ့ဂျီဝူကတကယ်ပဲသူ့ရဲ့တငယ်ချင်းဖြစ်နေတဲ့ဆိုတော့ကိုသိသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ယူချောင်းကဒေဝွန်းတို့မိသားစုနဲ့အတူညစာစားဖို့ရှိရာကြောင့်ဂျီဝူကိုပါတခါတည်းခေါ်သွားလိုက်ပါတယ်။အားလုံးညစာစားနေတော့မှပဲဒေဝွန်းနဲ့ယူချောင်းတို့ကကိစ္စတချို့ကြောင့်စကားတွေများနေခဲ့ပါတယ်။သူတို့စကားများနေတာကိုတော့ဂျီဝူတယောက်မြင်ရင်လည်းမကြိုက်ပဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒေဝွန်းမှာကောင်းမှလေးရှိနေတယ်ဆိုတော့သိသွားတဲ့နောက်မှာတော့သူ့ရဲ့စေကာနဲ့တသားရသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒေဝွန်းရဲ့ညီမကအားလုံးရဲ့ဓာတ်ပုံကိုရိုက်ပြီးလူမှုကွန်ရက်ပေါ်ကိုတင်လိုက်ပါတယ်။အဲဒီအချိန်မှာပဲဒေဝွန်းကယူချောင်းရဲ့အင်တာဗျူးဆောင်ပါကအရန်ကိုနာမည်ကြီးနေပြီးဗိုင်ရယ်ဖြစ်နေတယ်ဆိုတော့ကိုသိလိုက်ပါတယ်။အဲဒီဆောင်ပါမှာတော့ယူချောင်းနဲ့ဒေဝွန်းတို့ကြော်ပိုးထားတဲ့ဓာတ်ပုံကိုပါဖြတ်ပြီးသုံးထားတာကြောင့်ဒေဝွန်းကအရန်ပဲစိုးရင်သွားခဲ့ပါတယ်။အဲဒီပုံကိုတော့ YouTube မြည်သွားပြီးစိတ်တူမှာကိုသူကကြောက်နေခဲ့တာလည်းဖြစ်ပါတယ်။သူများစီကနေဒီအကြောင်းကိုသိရတာထက်သူကိုယ်တိုင်ပဲယွန်းကျူကိုပြောချင်တာကြောင့်ယွန်းကျူစီကိုဖုန်းလန်းဆက်ပေးမယ်ယွန်းကျူကတော့စီဝေးပွဲလုပ်နေတာမို့လို့ဖုန်းကန်ခဲ့ပါဘူး။ဒီလိုနဲ့တစ်ဖက်မှာလည်းယွန်းကျူကသူ့ရဲ့လုပ်ဖို့ကင်ဘက်စီကနေအဲ့ဒီဆောင်ပါအကြောင်းကိုသိသွားခဲ့ပါတယ်။ဒါအောင်မြင်လိုက်တဲ့ယွန်းကျူတယောက်ကတော့တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီမှာပဲယွန်းကျူနဲ့အတူလှုပ်နေတဲ့တငယ်ချင်းဖြစ်သူကယွန်းကျူဒီဆောင်ပါအကြောင်းသိသွားပြီလို့ဒေဝွန်းကိုပြန်လဲပြောလိုက်ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့ဒေဝွန်းကစိုးရင်တကြီးနဲ့ယွန်းကျူစီကိုသွားပေမဲ့ယွန်းကျူကဂျိုဆောင်နဲ့အတူအိမ်ပြန်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဒါနဲ့ပဲဒေဝွန်းတယောက်ယွန်းကျူရဲ့အိမ်ရှိမှာစောင့်နေခဲ့ပါတယ်။ယွန်းကျူကဂျိုဆောင်နဲ့အတူအိမ်ပြန်ရောက်လာတဲ့အခါမှာတော့ဒေဝွန်းကပုံနေလိုက်ပါတယ်။ယွန်းကျူကတော့သူ့ရဲ့ဘဝမှာကြောပိုးတာမခံရဘူးဒါကြောင့်အရက်တွေအများကြီးတောက်ပြီးဂျိုဆောင်ကိုသူ့ကိုကြောပိုးပေးဖို့ပြောခိုင်းပါတယ်။ဂျိုဆောင်တယောက်ကြောပိုးပေးတာကိုကြည့်ပြီးဒေဝွန်းကလည်းအရန်ပဲဝမ်းနေနေခဲ့ပါတယ်။
နောက်တစ်ခါမှာတော့ယူချောင်းကဆိုင်ရှိကဆွဲကိုရှင်းနေတော့မှပဲမိန်းကလေးတယောက်ကနောက်ကနေရောက်လာပြီးတုံးတဲ့ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်လိုက်တာကြောင့်ယူချောင်းတယောက်တသိမိသွားခဲ့ပါတယ်။ယူချောင်းရဲ့ခေါင်းကိုရိုက်ခဲ့တဲ့သူတွေကတော့တခြားသူတွေမဟုတ်ဘဲနဲ့ဘာမှတော့ကယူချောင်းရိုက်ခဲ့တဲ့ကောင်မလေးတွေပဲဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးတွေကယူချောင်းတည်သွားပြီလားဆိုပြီးကြောက်လန့်ကထွက်ပြေးသွားကြပါတယ်။ဒါပေမဲ့ CCTV မှာတော့အကုန်လုံးကိုမှတ်တမ်းတင်ထားမိပါတယ်။အဲ့ဒီအချိန်မှာဒေဝုန်းကလမ်းလျှောက်နေရင်းနဲ့နင်းသူ့ကိုဒီလောက်ပြင်းပြင်းထန်ထန်မရိုက်တင်ဘူး။သူတည်သွားပြီး CCTV မှာပါသွားရင်ကလွတ်မှာမဟုတ်ဘူးဆိုပြီးမိန်းကလေးတွေပြောနေတာကိုဖေးကနေကြားလိုက်ပါတယ်။အဲ့ဒါကိုကြားတဲ့အခါမှာတော့ဒေဝုန်းတယောက်ဆိုင်ကိုအမြန်ပြေးသွားပြီးယူချောင်းကိုမြေပေါ်မှာလဲနေတာကိုတွေ့လိုက်ပါတယ်။သူကစိုးရိမ်ကြီးနဲ့ယူချောင်းကိုနိုးပါတယ်။ခဏကြာမှတော့ယူချောင်းတယောက်မျက်လုံးပွင့်လာပေမဲ့ခေါင်းကိုက်တာတဲ့ဘိုက်ကပိုပြီးနာနေခဲ့ပါတယ်။ဒါနဲ့ပဲဒေဝုန်းကသူ့ကိုဆရာဝန်စီအမြန်ခေါ်သွားခဲ့ပါတယ်။ဆရာဝန်ကဆေးစစ်ပြီးရဲ့နောက်မှာတော့ယူချောင်းကဦးအတက်ရောင်နေတဲ့ပြဿနာရှိနေတာမို့လို့ခွဲစိတ်ဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့ဒေဝုန်းကတော့သူ့ရဲ့မေစီကိုဖုံးဆက်ပြီးယူချောင်းရဲ့အခြေအနေကိုပြောပြလိုက်ပါတယ်။သူ့ရဲ့မေကလည်းဆေးရုံကိုအမြန်ရောက်လာပြီးတဲ့နောက်မှာတော့ဒေဝုန်းကရဲစခန်းကိုသွားပြီးအမှုသွားဖွင့်ခဲ့ပါတယ်။ CCTV မှတ်တမ်းကိုလည်းပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒေဝုန်းရဲ့အမေကဖုံးဆက်ပြီးယူချောင်းခွဲစိတ်မှုပြီးတော်ပြီဖြစ်ကြောင်းနဲ့အခန်းထဲရွှေ့ထားပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒေဝုန်းကယူချောင်းနဲ့အတူရှိနေတဲ့အခါမှာယူချောင်းကကျမကိုဘယ်သူရိုက်တာလဲသိရပြီလားလို့မေးလိုက်ပါတယ်။ဒေဝုန်းကတော့ရဲစခန်းမှာမှုဖွင့်တာပြီးဖြစ်ကြောင်းနဲ့မကြခင်မှာသူ့ကိုဖမ်းပြီးတော့မှလို့ပြောလိုက်ပါတယ်။ယူချောင်းတယောက်ဆိုင်အကြောင်းတွေပါမေးနေတဲ့အခါမှာတော့ဒေဝုန်းကဆိုင်ရဲစိတ်မပူဖို့နဲ့ကိုပဲဂယူဆိုင်ဖို့ပြောလိုက်ပါတယ်။ယူချောင်းကတော့ရှင်းကိုခက်ခဲမဖြစ်စေချင်လို့ပါလို့ပြောလိုက်တဲ့အခါမှာဒေဝုန်းကတော့ဘာခက်ခဲမှမရှိပါဘူး။နေရာငါရဲ့ဆိုင်မှာထိခိုက်သွားတာဆိုတော့ငါနဲ့ကိုလာစားနှစားပေးမှဖြစ်တဲ့အပြင်စေရုံစေးတွေကိုလည်းအကုန်ခံမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့ခါမှာတော့ယူချောင်းတယောက်ပြောသွားခဲ့ပါတယ်။ဒေဝုန်းကနင်းကောင်းအောင်ဘာဖြစ်နေသေးလဲမနာဘူးလားလို့မေးလိုက်တဲ့ခါမှာတော့ယူချောင်းကဘာမှဖြစ်ပါဘူးမနာဘူးလို့ပဲဖြစ်လိုက်ပါတယ်။အဲ့ဒါကိုကြားလိုက်တဲ့ဒေဝုန်းတယောက်ကတော့အံ့ဩသွားပြီးခေါင်းကိုဒီလောက်ပြင်းပြင်းထန်ထန်ရိုက်ခံရတာတော့မနာဘူးဆိုရင်တော့အဲ့ဒီခေါင်းကယူကောင်းမဟုတ်ပဲကြောက်ခဲဖြစ်နေရလားလို့စားလိုက်ပါတယ်။နောက်တစ်ခါမှာတော့ယွန်းကျူကရုံကန်ထဲမှာထိုင်နေတော့ဒေဝုန်းစီကနေမက်ဆေ့တစ်စောင်ဝင်လာခဲ့ပါတယ်။ငါပါပဲပြောမင်းရဲ့ဒေါ်လာတွေကိုငြိမ်းစီမှာမဟုတ်ဘူးဆိုတာသိပါတယ်။ဒါပေမဲ့လည်းကျေးဇူးပြုပြီးငါ့ကိုရှင်းပြခွင့်လေးချင်လာတော့ပေးပါလို့ရေးထားခဲ့ပါတယ်။ဒါပေမဲ့လည်းယွန်းကျူကမက်ဆေ့ကိုပြန်မပေးရကြောင်းဒေဝုန်းတယောက်အတော်လေးဝမ်းနေသွားခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ယွန်းကျူကစေးရုံမှာရှိနေတော့သူ့ရဲ့ညီမဆိုဝင်ကဒုတိယအင်တာဗျူးဆင်းကိုသွားဖြစ်နေရဲဆိုတဲ့အကြောင်းကိုသိသွားခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲကြောင်းမသွားဘူးဆိုတာကိုလည်းသူ့ရဲ့တငယ်ချင်းနေစီကနေသိလိုက်ပါတယ်။အဲ့ဒါကိုသိချင်းပဲယူချောင်းတယောက်စိတ်တူသွားပြီးခဏလောက်စေးရုံကနေထွက်သွားခွင့်ပြုဖို့တူနာပြုတ်စီကိုကြီးတောင်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဒေဝုန်းကရောက်လာပြီးယူချောင်းကစေးရုံကနေဆင်းသွားခြင်းနေတဲ့ဆိုတာကိုသိသွားခဲ့ပါတယ်။သူတယောက်ကတော့စိတ်တူသွားပြီးနင်းဒီလိုပဲလှုပ်နေမယ်ဆိုရင်တော့အိမ်ကိုပဲပြန်လိုက်ပါ။တူနာပြုတ်ကိုလည်းသူ့ကိုတော့အိမ်ပဲပြန်ခွင့်ပြုလိုက်ပါ။ကျူးဆိုင်စရာမလိုတော့ဘူးလို့ပြောပြီးထွက်သွားခဲ့ပါတယ်။ဒေဝုန်းတယောက်စိတ်တူသွားတာကြောင့်ယူချောင်းကတော့စေးရုံမှာပဲစိုက်နေလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဒေဝုန်းတယောက်ယွန်းကျူကိုတွေ့ဖို့အတွက်ကုမ္ပဏီရှိမှသွားဆောင်နေခဲ့ပါတယ်။ယွန်းကျူတယောက်သူ့ရဲ့ဖုန်းကိုလည်းမကင်ပဲ message လည်း reply မပြန်တာရက်အတော်ကြာနေပြီမလို့ပဲဖြစ်ပါတယ်။ယွန်းကျူတယောက်ကုမ္ပဏီရှိကနေထွက်လာခဲ့ပေမဲ့ဒေဝုန်းကငါတို့စကားပြောလို့ရမလားလို့မေးလိုက်တဲ့အခါမှာတော့ယွန်းကျူကငါ့မှာအစီအစဉ်ရှိတာမလို့ကြိုဆောင်တဲ့သူပဲထွက်သွားခဲ့ပါတယ်။ဒါအောင်မေးလိုက်တဲ့ဒေဝုန်းကတော့အတော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲယွန်းကျူရဲ့လုပ်ပေါ်ကိုင်ဘက်တွေထွက်လာတဲ့အခါမှာဒေဝုန်းကပုံနေလိုက်ပါတယ်။သူတို့ပြောနေတဲ့စကားတွေထဲမှာတော့ယွန်းကျူကကောင်းလေးတစ်ကိုပြောင်းတော့မယ်ဖြစ်ပြီးဒေဝုန်းကိုထားခဲ့ကကြိုဆောင်တယ်ပဲတွေ့တော့မယ်လို့ပြောနေတာကိုကြားလိုက်ရပါတယ်။ဒါကိုကြားလိုက်တဲ့ဒေဝုန်းတယောက်ကတော့အရင်ပဲဝမ်းနေသွားလို့ဘာမှသွားပြီးရက်တောင်းနေခဲ့ပါတယ်။တစ်ဖက်မှာလည်းယွန်းကျူကစိတ်ပန်းပြေဖို့အတွက်တငယ်ချင်းတွေနဲ့သူတင်းမော်ပေါ်ရောက်နေခဲ့ပါတယ်။ဒေဝုန်းတယောက်ကတော့စေးရုံကိုသွားပြီးယွန်းကျူအိတ်နေတာကိုမြင်တဲ့အခါမှာတော့ယွန်းကျူတယောက်ငါတို့ကိုထင်မြင်မလွဲဖို့အတွက်ငါဒါကိုလုံးမရမယ်လို့ပြောကတောင်းပန်လိုက်ပါတယ်။ဒါကြောင့်ပဲကျေးဇူးပြုပြီးတော့ဒီဇိုင်းကနေထွက်သွားပြီးပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယူချောင်းကအဲ့ဒီနေရာမှာမရှိတော့ဘဲနဲ့တခြားလူသားတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာယူချောင်းရဲ့တငယ်ချင်းဟွန်ကရောက်လာခဲ့ပြီးယူချောင်းကို VIP ခန်းကိုရွှေ့ပေးလိုက်တာဖြစ်ကြောင်းသိလိုက်ရတာကြောင့်ယူချောင်းရဲ့တငယ်ချင်းကအတော်လေးချမ်းသာတာပဲလို့ဒေဝုန်းတယောက်စဉ်းစားမိနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒေဝုန်းတယောက်ယူချောင်းကိုအလုပ်ထပ်ဖို့အကြောင်းလေးပြောနေခဲ့ပေမဲ့ယူချောင်းရဲ့မျက်နှာမကောင်းတာကိုမြင်တော့နောက်မှပဲဆက်ပြောကြအောင်လို့ဆိုတာခဏလောက်စကားပြောပြီးပြန်သွားခဲ့ပါတယ်။နောက်ခန်းမှာတော့ယွန်းကျူကဝမ်းနေပြီးတော့ချမ်းနေတာကြောင့်ဂျိုဆောင်ကသူ့ကိုဖုံဖို့တဲ့ဝတ်တစ်ခုယူလာပေးလိုက်ပါတယ်။အဲဒီနောက်ဂျိုဆောင်ကယွန်းကျူကိုဒေဝုန်းအကြောင်းပြောဖို့လုပ်နေပေမဲ့ယွန်းကျူကထွက်သွားဖို့ပြင်နေခဲ့ပါတယ်။ဂျိုဆောင်ကတော့သူ့ကိုဖမ်းပြီးတော့ဖတ်ထားလိုက်ပါတယ်။ယွန်းကျူကငါ့ကိုလွတ်ပေးဖို့ပြောနေပေမဲ့ဂျိုဆောင်ကတော့တငယ်ချင်းတယောက်အနေနဲ့တစ်ချိန်လောက်တော့ဖတ်ခွင့်ပေးဖို့ပြောလိုက်ပါတယ်။ဖတ်ပြီးရဲ့နောက်မှာတော့ဂျိုဆောင်ကတငယ်ချင်းတယောက်အနေနဲ့ဒါနာဆုံးဖတ်တာပါ။မင်းဒေဝုန်းနဲ့တွဲနေတာကို9မိနစ်သက်ပေမဲ့မင်းရဲ့ဆုံးဖြတ်ချက်ကိုတော့ငါလေးစားပါတယ်။ဒါပေမဲ့လည်းအခုမင်းဒီလိုခံစားနေရတာကိုမြင်တော့ငါဆက်ပြီးသိမခံနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ယွန်းကျူကတော့မင်းရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုဒီနေရာမှာပဲရက်လိုက်ပါ။ငါတို့စီးမကြော်တာကောင်းမယ်လို့ပြန်ပြောလိုက်ပါတယ်။ဂျိုဆောင်ကတော့မင်းကိုယ်တိုင်ကမင်းရဲ့စီးတွေကိုကြော်နေခဲ့တာပါ။ငါကမင်းကိုငကိုယ်တိုင်းပဲပြန်ဖြစ်အောင်ကြိုးစားနေရပါလို့ပြန်ပြောလိုက်ပါတယ်။
ရွန်းကျူကတော့မင်းကငါတငယ်ချင်းတယောက်လိုပဲတတ်မှတ်ထားတာဖြစ်ပြီးဘယ်တော့မှလည်းဆုံးရှုံးမခံနိုင်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ကျိုဆောင်ကတော့စိတ်မပူပါနဲ့မင်းငါ့ကိုဆုံးရှုံးအောင်မှာမဟုတ်ပါဘူးမင်းဘာလို့ဒီလိုတွေခံစားနေရတာလဲဆိုတော့နဲ့ငါပြောခဲ့တာတွေကိုလားတတိချာချာစဉ်းစားကြည့်ပါလို့ပြန်ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့ရွန်းကျူရဲ့အမေကတဲဟွန်းနဲ့တွေ့ဖို့အတွက်ဆိုင်ကိုသွားခဲ့ပေမဲ့တဲဟွန်းကဆိုင်မှာရှိမနေခဲ့ပါဘူးသူ့ရဲ့ဖေကပဲဆိုင်တိုင်းနေခဲ့တာပါဒါနဲ့ပဲရွန်းကျူရဲ့အမေကပစ္စည်းတွေအများကြီးကိုဝယ်လိုက်ပြီးသူ့ရဲ့အိမ်ကိုလိုက်ဖို့ပေးခိုင်းလိုက်ပါတယ်တဲဟွန်းဆိုင်ကိုပြန်ရောက်လာတဲ့အခါမှာတော့အော်ရာကြီးတစ်ခုရထားတာကိုသိလိုက်ရပါတယ်အဲဒီနောက်တဲဟွန်းကပစ္စည်းတွေသွားဖို့တဲ့အခါမှာအဲ့ဒါကရွန်းကျူရဲ့အိမ်ဖြစ်နေတယ်ဆိုတော့ကိုသိသွားပါတယ်သူကအထဲကိုဝင်ရမလားမဝင်ရဘူးလားဆိုတော့ကိုစဉ်းစားနေတော့မှပဲနောက်ဆုံးမှာတော့သူကအထဲကိုဝင်ပြီးသူ့ကိုယ်သူမိတ်ဆက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်တဲဝန်းတယောက်တက်တိရေမွေးပြီးပစ္စည်းတွေကိုတဲသွားအထက်ကိုဝင်သွားခဲ့ပါတယ်ပစ္စည်းတွေကိုနေရာချထားပြီးသူ့ကိုယ်သူမိတ်ဆက်ဖို့လုပ်တဲ့အခါမှာတော့ရွန်းကျူရဲ့မိကမင်းကပစ္စည်းပိုးတဲ့သူဆိုတာကိုငါသိပြီးသားပါလို့ပြောလိုက်တာကြောင့်တဲဝန်းတယောက်အံ့ဩသွားပါတယ်အဲ့ဒီအချိန်မှာပဲရွန်းကျူကလည်းဒီကိုရောက်လာခဲ့ပြီးတဲဝန်းကိုမြင်တဲ့အခါမှာအံ့ဩသွားပါတယ်ရွန်းကျူရဲ့အမေကတော့တဲဝန်းကိုပစ္စည်းပိုးကအတွက်မဟုတ်ပေးနေပေမဲ့ရွန်းကျူကဘာမှဝင်မပြောတာကြောင့်တဲဝန်းတယောက်အတော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်သူကပတ်စံတွေကိုယူပြီးအမြန်မဲ့ထွက်သွားခဲ့ပါတယ်။ရွန်းကျူရဲ့အမေကတော့ဒဲဝန်းကိုအိမ်ခေါ်ပြီးရွန်းကျူဟာစတိုးဆိုင်ပန်းရှင်နဲ့တွဲနေတာကသူ့အတွက်မသိတော့ဘူးဆိုတော့ကိုပြချင်လို့ပဲဖြစ်ပါတယ်။အဲဒီနောက်ကိုတည်သွားပြီးတဲ့နောက်မှာတော့ရွန်းကျူကသူ့ရဲ့အမေကိုရန်စိတ်တို့သွားပြီးအပြင်ကိုမြန်ပြေးထွက်လိုက်ပေမဲ့ဒဲဝန်းကတော့အမြန်မဲ့ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ဒါနဲ့ပဲရွန်းကျူကဒဲဝန်းစီကိုဖုန်းဆက်ပြီးရှင်အခုပဲမှလဲကျမတို့စကားပြောလို့ရမလားလို့ပြောလိုက်ပါတယ်။ဒဲဝန်းကတော့ငါဆိုင်ကိုသွားရမှာမလို့ပြန်မလာတော့ဘူးလို့ပြောလိုက်ပါတယ်။ရွန်းကျူကငါအမေပြောခဲ့တဲ့စကားတွေကိုစိတ်မဆိုးပါနဲ့လို့ပြောတဲ့အခါမှာတဲဝန်းကတော့အဲ့လိုမဟုတ်ပါဘူးမင်းအမေကငါဆိုင်ကပစ္စည်းတွေအများကြီးဝယ်ပေးခဲ့တာပဲအဲ့ဒီအတွက်ငါသူ့ကိုကျေးဇူးတင်ပါတယ်နောက်တစ်ခါမှပဲငါ့ကိုငါတည်တည်ချာချာမိတ်ဆက်တော့မယ်လို့တွေ့ပြီးပြန်လာခဲ့တာပါပြီးတော့ပြီးခဲ့တဲ့တစ်ခေါက်ကငါအမားတွေလည်းခွင့်လွှတ်ပေးပါငါအခုကောင်းမောင်းနေလို့နောက်မှပဲဖုန်းပြန်ဆက်လိုက်မယ်ဆိုပြီးဖုန်းချလိုက်ပါတယ်တဲဝန်းတယောက်ကတော့အတော်လေးစိတ်မကောင်းဖြစ်သွားတာကိုရွန်းကျူကရိပ်မိသွားတာကြောင့်တဲဝန်းရဲ့အမေရှိတဲ့ဆိုင်ကိုသွားခဲ့ပါတယ်ရွန်းကျူကတဲဝန်းเจ้าကိုမေးတဲ့အခါမှာတော့တဲဝန်းရဲ့အမေကသူ့ရဲ့အချိန်ပိုင်းဝန်ထမ်းကိုကြည့်ဖို့ဆေးရုံကိုသွားတာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်တကယ်တော့ဒဲဝန်းတယောက်ဆေးရုံမှာလည်းရှိမနေခဲ့ပဲနဲ့မြေကူးတရားတစ်ခုမှရက်နေပြီးသူနဲ့ရွန်းကျူရဲ့ဆက်ဆံရေးအကြောင်းကိုတွေးကဝမ်းနေနေခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရွန်းကျူတယောက်ဆေးရုံကိုလိုက်သွားခဲ့ပေမဲ့ဒဲဝန်းကဆေးရုံမှာရှိမနေခဲ့ပါဘူး။ရွန်းကျူကယူချောင်းကိုငါနဲ့ဒဲဝန်းနဲ့တွဲလာတာနှစ်တောင်ရှိနေပြီ။နေမလာခင်အထိငါတို့တခါမှစကားမများဘူး။နေရောက်လာကြတဲ့ကငါတို့ကြားမှာအထင်လွဲမှုတွေများလာတာ။ဒဲဝန်းမပြောရတဲ့စကားတွေကိုငါလာပြောရတာငါတို့ဆက်ဆံရေးမှာပြဿနာမဖြစ်အောင်လို့ဆိုင်ကနေလှုပ်ထွက်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒါကိုကြားလိုက်တဲ့အခါမှာတော့ယူချောင်းတယောက်ဝမ်းနဲ့သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဂျီဝူကရောက်ရှိလာခဲ့ပါတယ်။ဂျီဝူရောက်လာတာကိုမြင်တဲ့အခါမှာတော့ရွန်းကျူကမင်းကဒီကိုဘယ်လိုရောက်နေတာလဲလို့မေးခဲ့ပါတယ်။ဂျီဝူကတော့ငါရဲ့တငယ်ချင်းကယူချောင်းမလို့ပါလို့ပြန်ပြောလိုက်ပါတယ်။ရွန်းကျူကအံ့ဩသွားပြီးတော့အဲ့ဒီနေရာကနေထွက်လာလိုက်ပါတယ်။တစ်ခါမှာတော့ယူချောင်းရဲ့တငယ်ချင်းဖြစ်တဲ့ဟွမ်ကတော့သူ့ရဲ့ညီမဖြစ်သူဆိုပင်းကိုမင်းကလေးတချို့ကယူချောင်းရဲ့ခေါင်းကိုတုံးနဲ့ရိုက်လိုက်ကြတယ်လို့ပြောပြလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့ဆိုပင်းတယောက်ကတော့မယုံနိုင်တော့ကြောင့်ဟွမ်ကိုအဲ့ဒီမင်းကလေးတွေရဲ့တပ်ပုံကိုပို့ပေးခိုင်းလိုက်ပါတယ်။အဲ့ဒီတပ်ပုံကိုမြင်လိုက်တဲ့အခါမှာဆိုပင်းတယောက်အဲ့ဒီမိန်းကလေးတွေကသူ့ကိုအမြဲတမ်းနိုင်ကျင်နေတတ်တဲ့သူ့ရဲ့ကြောင်ကမိန်းကလေးတွေဆိုတော့ကိုသိသွားခဲ့ပါတယ်။ဒါနဲ့ပဲသူကသူတို့နဲ့တွားပြီးရန်ဖြစ်ပါတယ်။အဲ့ဒီခါမှာဟွမ်ကယူချောင်းကိုတခါဆိုပင်းကအဲ့ဒီမိန်းကလေးနဲ့တွားပြီးရန်ဖြစ်နေတယ်လို့ပြောရပြန်ပါတယ်။ဒါကိုကြားလိုက်တဲ့ယူချောင်းကတော့အချက်ချင်းပဲအမြန်သွားလိုက်ရပါတယ်။အဲ့ဒီခါမှာတော့ဆိုပင်းကအဲ့ဒီမိန်းကလေးတွေကိုပြင်းပြထန်ထန်ထိုးလိုက်တာကြောင့်လဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ခံလိုက်ရတဲ့မိန်းကလေးတွေကတော့တခြားမျိုးသားတွေကပါခေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းယူချောင်းကအချိန်မီရောက်လာတာကြောင့်အားလုံးတက်တာသွားပြီးတစ်ဖက်ကလည်းတော်တော်လေးထိခိုက်နာရသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ယူချောင်းတယောက်ဆေးရုံကိုအမြန်ပြန်ရောက်လာခဲ့ပေမဲ့ဒဲဝန်းကသူ့ရဲ့ကလေးပေါ်မှာအိမ်နေတာကိုတွေးလိုက်ရတာကြောင့်ဒဲဝန်းတယောက်ကတော့သူမကိုစိတ်တူနေပြီဆိုတာကိုစိုးရိမ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒဲဝန်းကနေကလူနာဖြစ်ပြီးတော့ကျမယူကူဆိုင်ပဲအပြင်းနဲ့ရှောက်သွားနေတဲ့ပေါ်လေးဆိုပြီးစုခံရပါတော့တယ်။ယူချောင်းတယောက်ကလည်းရွန်းကျူပြောခဲ့တဲ့စကားတွေကိုပြန်ပြီးကြားရောက်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲယူချောင်းတယောက်ဒဲဝန်းကိုစိုက်ကြည့်နေတဲ့အခါမှာတော့ဒဲဝန်းကဘာဖြစ်လို့ငါ့ကိုစိုက်ကြည့်နေရလဲလို့မေးလိုက်ပါတယ်။ယူချောင်းကတော့တခုလောက်မေးပေးရစေ။ကျမအရှင်တယ်လောက်မဆိုးဘူး။ကျမပြောတာမှန်တယ်မဟုတ်လား။အခုတော့ရှင့်အနေနဲ့ကျမအပေါ်မှာဘာအထင်လွဲမှုမှမရှိတော့ဘူးတန်နေရလည်းမရှိတော့ဘူးမဟုတ်လားလို့မေးလိုက်ပါတယ်။တယောက်ကတော့ဒါကိုဘာလို့ရုပ်တရက်ကြီးမေးနေရလဲလို့ဆိုလိုက်တဲ့အခါမှာတော့ယူချောင်းကကျမဖြေလို့ခြင်းလို့ပါလို့ပြောလိုက်ပါတယ်။ဒဲဝန်းကလည်းငါ့မှာနဲ့ပေါ်ပါတန်နေရမှမရှိပါဘူးလို့ဖြေလိုက်ပါတယ်။ဒါကိုကြားပြီးတဲ့နောက်မှာတော့ယူချောင်းကကျမအလောက်ကနေထွက်ချင်ပါတယ်။အလောက်ကနေထွက်ဖို့စဉ်းစားနေရလဲကြာပါပြီ။ရှင်ကကျမကိုပြုပြင်ပေးခြင်းနဲ့မိန်းကလေးဇိုးတယောက်လို့ထင်နေတာမလို့ကျမအလောက်ထွက်တဲ့အခါရှင်ကတန်နေရမဖြစ်အောင်လို့နေခဲ့တာပါ။အခုတော့ရှင်ရဲ့အသွေးတွေပြောင်းလဲသွားပြီဆိုတော့ကျမအလောက်ကနေထွက်ပါမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းဒဲဝန်းကယူချောင်းကိုအလုံးမထွက်စေချင်တာကြောင့်သူ့ရဲ့လစာကိုတိုးပေးလိုက်ပေမဲ့ယူချောင်းကတော့သဘောမတူဘဲနဲ့ဒဲဝန်းကိုပဲအခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်။